နဲ့ရလို့ပေါ့နော်ဆိုင်ကိုတက်တက်မမရှောက်လာခဲ့တယ်ဒီဆိုင်ကကြတော့တွင်းသီးဆိုင်ပဲဖြစ်ပါတယ်တွင်းသီးဆိုင်ကဆိုရင်အရန်ကြိုက်တဲ့အသီးထဲမှာဆိုတွင်းသီးကထိတ်ဆုံးပါပဲပေါ့ဒီဆိုင်ကကြတော့ပေါ့နော်တွင်းသီးကိုအဓိကရောင်းနေပြီးတော့တွင်းသီးအမျိုးပေါင်းများစွာကိုလည်းဒီဆိုင်မှာရွေးလို့ရတယ်ပေါ့နော်စင်ကကြတော့ဒီနေ့မောင်ဆန်ကင်းကိုအဓိကစားမှာဖြစ်တယ်ဘာလို့လဲဆိုတော့မောင်ဆန်ကင်းကကြတော့စင်ကာပူမှာလည်းအရန်နာမည်ကြီးရဲ့အသီးပေါ့နော်အားကြောင့်အဲ့အသီးကိုစားကြည့်မယ်စင်မျိုးသားကြတော့တွင်းသီးမကြိုက်ဘူးပေါ့နော်ဒါပေမဲ့ဇင်တို့ကကြတော့ဒီတစ်မျိုးလုံးကတွင်းသီးကိုမောင်းသွင်းပြီးစားတဲ့လူတွေဆိုတော့လေတွင်းသီးအနက်ရတာနဲ့ကိုမနေနိုင်ဘူးအခုစင်စားနေတဲ့အသီးကကြတော့သူကဘယ်လိုရတာလဲဆိုတော့အရင်ချိုတဲ့အပတ်လည်းမသွားဘူးသူကခါတဲ့ဘက်လည်းမသွားဘူးပေါ့နော်အဲ့လိုပြင်းနှစ်နဲ့အဲ့လိုထောပတ်အရတာလိုမျိုးတော်တော်လေးကိုကြိုက်တယ်ပေါ့နော်ဒီမောင်ဆန်ကင်းရဲ့အရတာကိုလေပြီးတော့သူ့ရဲ့အထက်မှာပါစီရပေါ့နော်တေးလေးပြပြကက်ကက်လေးအဲ့လိုမျိုးဒီထိုင်းအသီးရေလိုလည်းမဟုတ်ထိုင်းအသီးကကြတော့အစစ်သေးပေမဲ့လေသူကအသားကြီးအများကြီးနဲ့အရတာကိုသိမကြိုက်ဘူးစင်တို့ခုစားနေရဆိုင်ကြတော့ဈေးလေးအလေးတက်လေးပိုကြီးသွားတယ်ဘာလို့လဲဆိုတော့သူကတရက်နဲ့အဲ့လိုမျိုးလက်ဆေးရဲ့နေရာတွေတီရှူးတွေအဲ့လိုမျိုးတွေပေးထားတာဆိုတော့လေသူကတော့ဈေးတော့နည်းနည်းလေးတခြားဆိုင်တွေထက်နည်းနည်းလေးကြီးရပေါ့နော်တွင်းသီးစားပြီးသွားလို့ရှိရင်ရေမြမြတောက်ဖို့နဲ့မင်းကိုသီးဒါမှမဟုတ်လဲကူလင်းဝါတာပေါ့နော်အဲ့ဒါတောက်ဖို့မမေ့နဲ့ဘာလို့လဲဆိုတော့တွင်းသီးအပူသီးဆိုတော့လေအပူကန်နာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပါအားလုံးပဲဘိုင်ဘိုင်